ပြင်ဦးလွင်မြို့မှာလေမြို့လယ်နိုင်စီရင်ပြီးရင်ပြင်ဦးလွင်မြို့ရဲ့ဒုတိယမြို့လယ်ကောင်ဖြစ်လာမယ်အထင်ကြီးနေရာတစ်ခုရှိတယ်အဲ့ဒီနေရာကတော့သူ့မင်္ဂလာလို့ခေါ်တဲ့6ထပ်ဈေးသစ်ကြီးပဲပတ်စံရှိရင်ရင်းနှီးမြုပ်နှံထားတဲ့နေရာတစ်ခုလို့ပြောလို့ရတဲ့နေရာအဲ့ဒီနေရာကအခုမြင်နေရတဲ့6ထပ်ဈေးသစ်ကြီးရဲ့ကြောကတ်မှာရှိနေတဲ့နေရကြောကတ်လမ်းထဲမှာရှိနေတဲ့လမ်းမကြီးမေးတင်ပေါ်မှာရှိနေတဲ့နေရဝယ်ကိုဝယ်ထားတဲ့နေရရင်းနှီးမြုပ်နှံထားတဲ့နေရအဲ့တော့ပေကျဲပြောမယ်ပေကျဲက60 80အကျယ်ရှိပြီးတော့မှခေါ်ဈေးကသိန်းပေါင်း2000ခွဲရှိတဲ့နေရသိန်းပေါင်း2000ခွဲကိုမှညှိနှိုင်းလို့ရတဲ့နေရဂရမ်မြေဖြစ်ပါတယ်ရှင်ပြင်ဦးလွင်မြို့ရဲ့အထင်ကြီးနေရရက်ွက်ကြီးနှစ်သူ့မင်္ဂလာထဲမှာရှိနေတဲ့ဒီနေရဒီလိုနေရမျိုးမှရင်းနှီးမြုပ်နှံမထားရင်ဘယ်နေရာမျိုးမှရင်းနှီးမြုပ်နှံထားမလဲရှင်အဲ့တော့နောက်တစ်ချိန်မှာအလားလာရှိမဲ့နေရာမြက်ပါမယ်ဆိုတဲ့နေရာမျိုးပြောပါဆိုရင်တော့ဒီလမ်းမကြီးမေးတင်ပေါ်မှာရှိနေတဲ့ပေ60 80အကျယ်ပေါ်မှာရှိနေတဲ့နေရာသိန်းပေါင်း2000ခွဲပဲခေါ်ထားတဲ့ဒီနေရာပေါ့နော်ရွှေမီးပြေဆုံးပါပြီးသားဖြစ်တဲ့ခရိုင်အားကစားကွင်းနဲ့နီးတဲ့ကြောက်တိုင်ကွင်းနဲ့နီးတဲ့ဟိုတယ်ဂျက်စမင်နဲ့နီးတဲ့ဈေးလေးမီးပွိုင်းနဲ့နီးတဲ့ဒီလိုနေရာအောင်သစ္စာဆေးရုံကြီးနဲ့နီးတဲ့နေရာဆေးရုံကြီးကျောင်းကြီးတရုတ်ကျောင်းကြီးနဲ့နီးတဲ့ဒီလိုနေရာမျိုးမှာရင်းနှီးမြုပ်နှံထားမယ်ဆိုရင်မတ်မွန်ရဲ့ဖုန်းနံပါတ်39 40 60 999 4ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်လင်းမြေ page မှာစုံစမ်းနိုင်လို့မတ်မွန်ရဲ့အကောင့်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုမတ်မွန်ကကျေးဇူးအထူးတင်ရှိပါတယ်ရှင်